ဒီတော်လာရေးမှာလူဟောင်းတွေလည်းရှိမယ်လူတိတွေပဲရှိမယ်ဒါပေမဲ့ကျွန်တော်တို့အခုတော်လှန်ရေးလုပ်တာ39နှစ်ဒီနေ့နဲ့ဆိုချစ်အမြုပ်သားတအူးကဒီတော်လှန်ရေးမှာ policy ကအဓိကဖြစ်တယ်ကျွန်တော်တို့ EO ဆိုတော့တိုင်းသားမြန်မာနိုင်ငံမှာရှိတဲ့တိုင်းသားလက်နက်ကိုင်အားလုံးကနှစ်ပေါင်း80ရောရှိပြီဒါပေမဲ့သူတို့တွေနဲ့ကျွန်တော်တို့ဘာလို့အတူတူယနေ့တိုင်တွဲပြီးလုပ်တယ်လဲဒီအာဏာရှင်စနစ်ကိုဘာဖြစ်လို့တွဲတိုက်တယ်လဲဆိုတဲ့ပုံမှာစဉ်းစားကြပါအခုကျွန်တော်တို့တွန်းဆောင်ဘက်မှာအခုစစ်စီလုပ်နေရချင်းဒီကျွန်တော်တို့ဒီချင်းအချင်းချင်းကြမှာ ZRO ဆိုရဟာအရင်ဒီတေတော့ကကျွန်တော်တို့ကသူတို့တခါတည်းလာပြီးလို့တော့ပြစ်တာတော့မှတချို့တွေအနားမလဲကြဘူးဒါပေမဲ့ယနေ့အခါတော့3-5နှစ်တော့တဲ့ခါဒီအာနာစီအမိပြတ်ချေမုံဖို့ဆိုပြီးတော့တိုင်းသားအားလုံးအပြေးဒီຫນွေဦးတော်လာရဲ့နဲ့ထွက်တာတဲ့သူရဲကောင်းနေတဲ့ကျွန်တော်တို့တွဲပြီးတိုက်တာကိုနားမလဲတဲ့လူတွေကကျွန်တော်တို့အပြစ်တင်တယ်ဒါပေမဲ့ဒီနေ့ဒီချိန်ခါမှာဘူးပေါ်တို့လို့ပေါ်နေပြီသူတို့က policy ကပါလဲဒီစစ်အစိုးရတွေနဲ့အတူတူဆိုတော့ကျွန်တော်တို့အတွင်းထဲမှာတီးတာကြားလာပြီအဲ့ဒါကြောင့်ကျွန်တော်တို့အခုတိုက်နေဒီချင်းဒီချင်းအမျိုးသားလူမျိုးရေးပြီကျွန်တော်တို့ရဲ့ဘာသာရေးပါထိခိုက်တယ်လူမျိုးမှာထိခိုက်နေလို့ကျွန်တော်တို့တိုက်ရချင်းဖြစ်ဒီ CNF CNA နဲ့ချင်းလန်ကောင်စီချင်းလန်အစိုးရမူဖန်နေလို့အခုကနိုင်ငံတကာလည်းတွဲတယ်တိုင်းသားတွေနဲ့အတူတူတွဲတယ်အဓိက policy ပဲအခုကျွန်တော်တို့ဆက်တိုက်အောင်မယ်ဒီစစ်အစိုးရတွေဆိုတော့ကောင်ကကျွန်တော်တို့ရဲ့ဖျားเจ้าတွေအကုန်လုံးဘုံကျဲတယ်အိမ်တွေမီးရှို့တယ်ကျွန်တော်တို့ရဲ့ရဲဘော်ရဲပလေးတွေအခုဇက်ဆိုရလာတဲ့ຫນွေဦးတော်လာထွက်လာတဲ့ကျွန်တော်တို့ရဲ့သားသမီးလေးမနိုင်မြောက်မြမိန်းကလေးတွေကိုမတိမ်ချင်းပြီလေမနိုင်ရောက်ကိုလည်းပြဖြတ်ပြီလေတီးတဲ့လူတော်မှာပေါင်ဖြတ်နေတဲ့ဒီအာနာစင်ဒါလောက်ရုပ်မာတဲ့လူအခုမင်းအောင်လာတရားတော်ဆွဲနေဖမ်းဝရတော်ထုတ်နေတဲ့ကပါအလုပ်တဲ့ဟာအဲ့ဒီပေါင်းတဲ့လူတွေနဲ့တိုက်နေတာအဲ့ဒါချီးဆိုပြီးလူဆိုရင်တော့အဲ့ဒါတိပါအခုကျွန်တော်တို့ချင်းလက်ခေါ်စီဆိုရအားရအဲ့ဒါတွေကိုတိုက်နေတာအခုလည်းလာပြီးကြီးခါဘက်ကနေလာပြီးဒီတွန်းစာဘက်ကနေလူထုတွေနားလဲပါကျွန်တော်လူထုတွေကလူဆိုရင်နားလဲတိပြီဒီနေ့ဒီချိန်မှာပါဝင်ကြပါကူမီကြပါဆိုတဲ့စကားကိုကျွန်တော်မသုံးချင်ဘူးကိုယ့်အကူပါပါအမှန်တရားကိုလုပ်နေတဲ့ဘက်မှာပါပါဒီစစ်အစိုးရဟာမနစ်မြတ်ကျွန်တော်တို့နိုင်ငံကိုလိမ်လေပြီးအုပ်ချုပ်ပြီးတော့ကျွန်တော်တို့တတ်နေတယ်ဒီလူထုနဲ့ဒီတိုင်းသားတွေဘလို့လိမ်ပြီးဘလို့တတ်နေတယ်လဲဆိုတော့အခုပေါ်ပြီးအာဂျင်တီးနားတရားရုံးကသူဖမ်းဝရပြီးနိုင်ငံတကာရဲ့သူဖမ်းဝရထုတ်ပြီးအဲ့ဒီဘက်မှာပါချင်တဲ့လူဆိုရင်ခင်ဗျားချင်းဖြစ်မလားအမှန်တရားလူထုဖြစ်မလားကဘာကြီးကအဲ့လိုကြည်နေကဘာကြီးကတော့မှဆုံးဖြတ်နေတဲ့ဟာကိုအဲ့ဒီဘက်မှာပါတဲ့လူဆိုရင်တော့ပါကြပေါ့ဒါပေမဲ့ဒါကတော့ကျွန်တော်တို့ချင်းနေအတွက်တော့တိုက်ပါပဲချင်းပြီးပေမဲ့လည်းတူတဲ့အပေါင်းပါတော့တိုက်ရကိုတိုက်ရမှာပဲအဲ့ဒါကိုကျွန်တော်တို့ချင်းအမျိုးသားတအုပ်ချင်းအမျိုးသားတက်မလို့ချင်းအမျိုးသားခေါင်စီနဲ့ချင်းအစိုးရတော့တိုက်နေမှာပဲအဲ့ဒါကြောင့်လူထုတွေလည်းစဉ်းစားကြအခု
CB ဘက်မှာပါတဲ့ NDF ဆိုတဲ့ဟာလေးနဲ့ကြည့်ဒီ NDF ကဒီစစ်အာဏာရှင်တို့ကဘယ်စစ်အာဏာရှင်ကို NDF ကတိုက်နေတယ်လဲမတခါတိုက်တယ်လေဒီ NDF ပြပေါင်းတာနော်ဒီစစ်အစိုးရတွေနဲ့မတိုက်ဘူးပေါင်းတာအခုဒီမှာစစ်စကန်နေကျွန်တော်တို့တိုက်ပြလိုက်တဲ့ခါကျတော့ तू ကဘာနဲ့တော့ပေါင်းပြန်လဲအေးနဲ့တော့ပြောင်းတော့ပေါင်းပြန်တယ်အဲ့ဒါမန္တလာအဲ့ဒါကြောင့်ကျွန်တော်တို့တွေကအခုတိုက်ပွဲဝင်နေချင်းဒီတရားတော်စစ်ပဲကိုတိုက်နေပေါင်း39နှစ်ရှိပြီညီတော်တိုင်းသားမြန်မာနိုင်ငံမှာရှိတဲ့ညီတော်တိုင်းသားတွေနဲ့တွဲလာတာအခုဇက်ဆိုတဲ့လူဦးတော်လာနေလာတဲ့ PDF တွေ NUG နဲ့ပဲကျွန်တော်တို့တွဲပြီးတိုက်နေကျွန်တော်တို့ချင်းအမျိုးသားတအုပ်နဲ့ချင်းအမျိုးသားတပ်မတော်နဲ့အခုချင်းလဲခေါ်စီချင်းလဲအစိုးရကျွန်တော်တို့ကပြည်ထောင်စုအရေးကြီးလုပ်နေပြည်ထောင်စုကျွန်တော်တို့ဘယ်လိုပြန်တည်ဆောက်မလဲဆိုပြီးတော့ပြည်ထောင်စုရဲ့ရန်သူကျွန်တော်တို့အတူတွဲနေတာတိုက်နေတာခုကြည့်လိုက်ကျွန်တော်တို့ဗမာမှာလည်းတိုက်တယ်စကိုင်းမှာလည်းတိုက်တယ်မကွေးမှာလည်းတိုက်ချင်းလဲမှာလည်းတိုက်တယ်အဲ့ဒီခါကျတော့ကျွန်တော်လာကူတယ်ဆိုတဲ့စကားကိုမပြောပါနဲ့ကျွန်တော်လည်းဒီဒေါ်လာရေးမှာပါတယ်ဆိုတာခင်ဗျာအတိဆုံးအဲ့ဒါလိုက်တာပုံကြတော့ဘုရားအတိဆုံးပဲကိုယ့်အကူအတိစိတ်တဲ့ပါဝင်ကြပါကဘာကြီးရတော့သူ့ဖန်ဝရထုတ်နေတဲ့လူကျွန်တော်တို့တိုက်နေတာသူနဲ့အပေါင်းပါကိုကျွန်တော်တို့တိုက်နေတာဝေးဆိုတာပါဝင်တဲ့အချိန်မှာပါဒီနေ့ဒီချိန်ခါမှာပါဝင်တိလို့ခမည်းမရှိတဲ့စိတ်သက်ခမည်းမရှိတဲ့ဘွေခမည်းမရှိတဲ့ပစ္စည်းဥစ္စာတွေနဲ့ဒီချိန်ဒီခါမှမပါရင်နောက်ပြီးတဲ့ခွာကြခမည်းရဲ့စီစိတ်ဥစ္စာတွေဘာလုပ်ရတော့မလဲဒီတော်လိုင်းတော့မပါဘယ်မှာတော့ပါတော့မလဲအခုကျွန်တော်ပြည်တွင်းတော့တော်တော်ရောက်သွားတယ်ပြည်တွင်းထဲမှာရှိတဲ့ကျွန်တော်တို့ပြည်သူတွေကတောင်းကြည့်တယ်ကျွန်တော်တို့တိုက်ပွဲဝင်နေတဲ့အတိုင်းကိုဘုံကျဲတယ်ဒါပေမဲ့ဒီဘုံကျဲပြီးသူတို့တေမှာတည့်ရတာနဲ့ဒီတိုက်ပွဲဝင်နေတဲ့ကျွန်တော်တို့ရဲ့တော်လှန်ရေးသမားတွေကျွန်တော်တို့ရဲ့စစ်တပ်တွေကိုတပိကျွေးတယ်ရိတ်ခါတွေပေးတယ်သူတို့ရွာနဲ့အားလုံးနိပတ်ထွက်ပြေးဒီရဲဘော်တွေတပိကမှဆုံးလို့ဆိုပြီးတော့သူတို့ဆန်နဲ့တပိကိုနေရတကပေးတယ်ကျွန်တော်ပြည်သူတွေအယက်တောင်ကြည့်တယ်ပြည်ပမှာရှိတဲ့ကျွန်တော်တို့ရေတော်လှန်ရေးကိုဒီအာဏာရှင်စနစ်ကိုတိုက်ရမယ်ဆိုပြီးတော့စိတ်သက်ပါတဲ့လူတွေအကုန်လုံးထဲဝင်ကြပါဒီနေ့ဒီချိန်ခါထဲဝင်ရမယ့်အချိန်အာမလျှော့နဲ့နိုင်ကိုနိုင်တယ်ကျွန်တော်တို့ကဘာကြီး international မှာလည်းကြည့်လိုက်ဒီစစ်အာဏာရှင်အမိပြုတ်ကတဖြည်းဖြည်းထွက်ပေါ်လာကျွန်တော်အေရှiaမှာလည်းအဲ့တိုင်းပဲအခုကျွန်တော်ပြည်ရင်းမှာလည်းအဲ့တိုင်းပဲခုရန်ကုန်မှာချနေပြီရန်ကုန်တိုင်းမန္တလေးတိုင်းစကိုင်းတိုင်းအေရဝတီတိုင်းကျွန်တော်တို့မကွေးတိုင်းအရင်တော့တိုင်းသားတွေပဲကျွန်တော်တို့နေဆက်တစ်လျှောက်မှာစစ်တိုက်တာအခုကတော့ NUG အပါအဝင် NUG အောက်မှာမရှိတဲ့ပြည်ပြည့်ရဲ့နေသူတို့မြို့သူတို့ရက်ကမှာအကုန်လုံးပြည်မထဲမှာအခုကလက်နဲ့ကင်နေပြီသူတို့တွေတဖြည်းဖြည်းရှုံးနေပြီအဲ့ဒါကြောင့်မလို့အားလုံးပါဝင်ပြီးတော့ဒီတော်လိုင်းမှာကျွန်တော်ကျမတာကိုပါတယ်ကျွန်တော်လည်းလူပဲဆိုတော့စိတ်တက်လေးနဲ့အားလုံးထက်ဝင်ပြီးတော့ဒီတော်လိုင်းမှာအမှန်တရားတောင်တော်လိုင်းမှာစစ်ပန်လက်စစ်ပွဲမှာဘယ်သူကဘယ်စစ်ပွဲမှာစစ်မှန်ပြီးတိုက်တယ်လဲဆိုတာတမိုင်းနဲ့လာတယ်သူကပြီးခဲ့တဲ့တမိုင်းတစ်လျှောက်ကြည့်ပါ
တိုင်းသားတွေနဲ့ကျွန်တော်တို့တွေကလက်တွဲပြီးတော့တိုက်နေတာယနေ့အချိန်ကြီးအဲ့ဒါကြောင့်အတွေးမချော်ပါနဲ့အတွေးမချော်ပါနဲ့ဒီနေ့ဒီအချိန်ခါမှာခမည်းပါဝင်ရမယ်ပါဝင်ထိုက်တယ်ပါဝင်တည်တဲ့အချိန်ခါမလို့လူပါရင်နည်းနည်းလေးအုံတော့ဘာနဲ့ဆိုရင်ကဘာနေဘုမဒီမီအွန်လိုင်းနဲ့အပေါင်းပါဖာဝရန်ထုတ်တဲ့ပြမှာပါမလားကျွန်တော်တို့အခုပြည်သူလူထုပြည်ထောင်စုမြန်မာနိုင်ငံမှာရှိတဲ့ပြည်သူလူထုဘက်မှာပါမလားချင်းနေဘက်မှာပါမလားဆိုတာကိုယ့်အကိုစိတ်ဆုံးဖြတ်ပြီးတော့အခုလူအပ်နေတဲ့အချိန်မှာချက်ချင်းပါဝင်ထည့်လူကြဖို့ကျွန်တော်ဒီနေ့ပြောချင်တယ်ကျေးဇူးတင်တယ်